ဂျပန်စာမူရိုင်းတွေရဲ့ဝစ်စုံကိုမြင်မှုကြမှာပါဒီလိုလက်ရမြောက်လာတဲ့စာမူရိုင်းချက်ဝစ်တန်စာတွေကိုဘလို့ဖန်တီးထုတ်လုပ်နေလဲဆိုတာသိကြလားဒီနေ့မှာတော့အဲ့ဒီဂျပန်စာမူရိုင်းဝစ်စုံကြီးတစ်စုံလုံးဖြစ်ပေါ်လာဖို့ဘလောက်တောင်လက်ရမြောက်အောင်ဖန်တီးရတယ်လဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာမို့လို့အဆုံးထိကြည့်ပေးကြပါဦးနော်ကျွန်တော်တို့အခုရောက်ရှိနေတာကတော့ဂျပန်နိုင်ငံကာဂိုရှိမာခရိုင်ထဲမှာရှိတဲ့မာရိုတာကေဆန်ညိုးဆိုတဲ့အလုပ်ရုံကြီးတစ်ခုထဲမှာပါဒီနေရာဟာရှေးအောင်စင်လာမပြတ်စာမူရိုင်းဝစ်စုံတွေကိုလက်မှုပညာတတ်နဲ့တင်ဖန်တီးတဲ့ကဘာကျော်နေရာတစ်ခုပါဒီနေရာကနေထွက်လာတဲ့ဝစ်စုံတွေကဂျပန်သမိုင်းဝင်ရုပ်ရှင်တွေနဲ့ပြဆက်တွေမှာအတိကအသုံးပြုကြရုံနဲ့မကပဲအခုဆိုရင်ကဘာတွန်းကစုဆောင်းသူတွေကြားမှာလည်းအရန်ကိုရေပန်းစားနေတာပါပထမဆုံးအနေနဲ့စာမူရိုင်းဝစ်စုံရဲ့အသက်လို့ခေါ်လို့ရတဲ့ကာဘိုတိုလို့ခေါ်တဲ့အုတ်ထုပ်ပြုလုပ်ပုံကနေစကြည့်လိုက်အောင်ဒီအုတ်ထုပ်တွေကကြီးလိုက်ရင်ရိုးရိုးလေးလို့ထင်ရပေမဲ့တကယ်တော့တံပြားတွေကိုတစ်ခုချင်းစီလက်နဲ့ထုရိုက်ပြီးတော့ပုံဖော်ထားတာပါပုံချမ်းရလာပြီဆိုရင်တော့ခိုင်ခန့်မှုရှိအောင်နဲ့တောက်ပနေအောင်စေးတုပ်တဲ့အဆင့်ကိုရောက်လာပါပြီဒီနေရာမှာထူးခြားတာကစေးတုပ်ပြီးတာနဲ့မိဖို့ထဲမှာပြန်အပူပေးပြီးအကျန်းခံအောင်လုပ်ရတာပါဒါမှလည်းနှစ်ပေါင်းရာနဲ့ချီတည်တတ်တဲ့အရေးသွေးကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ဝစ်စုံရဲ့ရင်ပတ်ပိုင်းအကာအကွယ်ဖြစ်တဲ့ဒေါ်တကိုပြုတ်လောက်တာပါဒါကတော့စစ်တီတော်တယောက်ရဲ့အသက်ကိုအကာအကွယ်ပေးတဲ့အပိုင်းပေါ့တန်ကြကာပြားတွေကိုတစ်ခုချင်းစီတီကုန်းပြီးချိတ်ဆက်ရတာကတကယ်ကိုစိတ်ရှည်ရတဲ့လုပ်ပါအဲဒီနောက်မှာတော့လက်မောင်းနဲ့ခြေထောက်တွေမှာဝစ်စင်ရတယ်ဂွင်းဆက်တန်ကြကာလေးတွေကိုတစ်ခုချင်းစီလက်နဲ့ပဲရွှေချစေးတုပ်ပြီးစနစ်တကျပြုလုပ်ကြပါတယ်အသေးစိတ်လက်ရာတွေမှာဆိုရင်ပိုပြီးတော့အံ့ဩဖို့ကောင်းပါသေးတယ်ဝစ်စုံမှာပါဝင်တဲ့ကျိုးလေးတွေကိုတော့ဆက်နဲ့မဟုတ်ပဲရှေးအောင်ရကန်းစင်လေးတွေမှာကိုယ်တိုင်ရက်လုပ်ကြတာပါအဲ့ဒီကျိုးတွေကိုတန်ကြက်ကပြားလေးတွေကြားထဲမှာတပေါက်ချင်းစီလက်နဲ့တီကုန်းရတဲ့အဆင့်ကတော့ဒီဝစ်စုံတစ်စုံရဲ့အနုပညာအမြောက်ဆုံးအပိုင်းလိုတောင်ဆိုလို့ရပါတယ်အချီတမြင်ချင်းစီအပေါက်တစ်ပေါက်ချင်းစီကိုတေချာအာယုံဆိုင်ပြီးတော့လုံးမသာစာမူရိုင်းတွေရဲ့ခံကြားတဲ့ပုံစံကိုရရှိမှာဖြစ်ပါတယ်ဒါအပြင်မျက်နှာဖုံးပိုင်းမှာပါဝင်တဲ့မုတ်စိမ်မွေးတွေတက်စင်တာရွှေစစ်စစ်ပြားလေးတွေကိုတလွှာချင်းစီကပ်ပြီးအလှဆင်တာတွေကလည်းမြင်ရခဲ့တဲ့ပညာရက်တွေပါစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကအုတ်ထုံမှာပါတဲ့နှကမ်းမွေးတွေမုတ်စိမ်မွေးတွေတက်စင်တဲ့အပိုင်းပါဒါကစာမူရိုင်းတွေကိုရန်သူကမြင်လိုက်ရင်ကြောက်လန့်သွားအောင်ဒေါသထွက်နေတဲ့ပုံစံကိုဖန်ပေးတာပါနောက်ပြီးမိသားစုတစ်စိတ်လို့ခေါ်တဲ့ family crest ကိုရင်ဘတ်မှာဖြစ်ဖြစ်အုတ်ထုံမှာဖြစ်ဖြစ်ထည့်သွင်းပေးထားတာကအရီဝစ်စုံရဲ့ဂုံတိတ်ခါနဲ့တမိုင်းချောင်းကိုဖော်ပြနေတာလေးဖြစ်ပါတယ်နောက်ဆုံးဝစ်စုံကြီးတစ်စုံလုံးပြီးစီးသွားတဲ့အခါမှာတော့တစ်သားတစ်တာတွေမှာစနစ်တကျထည့်သွင်းပြီးတော့တင်စီကြပါရီဒီလိုဝစ်စုံမျိုးတစ်စုံရဖို့အတွက်လက်မှုပညာရှင်ပေါင်းများစွာကလာနေချီပြီးတော့အချိန်ပေးဖန်တီးခဲ့ကြရတာပါတင်သားဒီလိုဝစ်စုံကြီးကိုဝစ်လိုက်မယ်ဆိုရင်ရှေးခေတ်ကဂျပန်စစ်တီတော်ကြီးတယောက်လိုခန်းစားသွားရမှာအသေးကြပါပြီအခုလိုရှေးအောင်လက်မှုပညာကိုတန်ဖိုးထားပြီးဒီနေ့ခေတ်ထိထိန်းသိမ်းထားနိုင်တာကတကယ်ကိုအံ့ဩစရာကောင်းလာပါရီရှိုးရဲအိုတာနီလိုနာမည်ကြီးကစားသမားတွေကအစဒီဝစ်စုံကိုဂုံယူဝင်ကြွားစွာဝစ်ဆင်ရတာဟာဒီလက်မှုပညာရှင်တွေရဲ့စ조사အားထုတ်မှုကြောင့်ပဲဖြစ်ပါရီဒီကနေ့စာမူရိုင်းဝစ်စုံပြုလုပ်ပုံအကြောင်းကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမလို့စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါဦးနော်။ဒါရတဲ့နေ့လေးပဲဖြစ်ပါစေခင်ဗျာ။